အားလုံးမင်္ဂလာပါရှင်ကျမကတော့ခင်စန်းဝေပါကျမက AIA မြန်မာရဲ့ Financial Advisor တယောက်ဖြစ်ပါတယ်ကျမဒီအလုပ်ကိုဘာကြောင့်ရွေးချယ်ဖြစ်လဲဆိုတဲ့အကြောင်းကိုကျမဒီဗီဒီယိုမှာနည်းနည်းလေးပြောပြချင်ပါတယ်ကျမက background ကတော့ community development project တွေကိုလုပ်တဲ့ NGO အဖွဲ့အစည်းတွေမှာအလုပ်လုပ်ခဲ့ပါတယ်။ကျွန်မ NGO အဖွဲ့အစည်းတွေမှာဆိုရင်လုပ်ခဲ့တာဆိုရင်နှစ်ပေါင်း10 စုနှစ်ကျော်ပေါ့နော်ရှိခဲ့ပါတယ်။ကျွန်မကcommunity development လူသားအကျိုးပြုလုပ်ငန်းတွေကိုလုပ်ရတာကိုနှစ်သက်တဲ့ဝါသနာပါတယ်။အဲ့ဒီဟာတကြောင်ပေါ့နော်နောက်တစ်ခါကျတော့ကျွန်မကဒီ learning လုပ်ရတာပညာပေးရတာ sharing လုပ်ရတာဒါလေးတွေလည်းကျွန်မသဘောကျတယ်ဒါကြောင့်မို့ကျွန်မကဒီ financial advisor အလုပ်ကိုပေါ့နော်ကျွန်မလေ့လာကြည့်တဲ့အခါကျတော့ကျွန်မရဲ့ဝါသနာတွေနဲ့လည်းကိုက်ညီတယ်ပေါ့နော်ကျွန်မကကိုယ်တိုင်လေ့လာတယ်ပြီးရင်ကိုသိတာတွေကိုလည်းသူများကိုပြောပြခြင်းနဲ့ sharing လုပ်ခြင်းနဲ့ပြီးရင်လူတွေရဲ့ဘဝတွေကိုလည်းစိတ်လုံခြုံမှုစိတ်အေးချမ်းမှုရရှိအောင်လည်းကူညီပေးခြင်းနဲ့အဲ့ဒီရွေချက်တွေနဲ့ကျွန်မကဒီအလုပ်ကိုလုပ်ကင်ဖြစ်သွားတယ်ပေါ့နော်ပထမတော့ကျွန်မကတချို့သူတွေလိုပဲပေါ့နော်ဒီ insurance industry ကဆိုရင်ကျွန်မနဲ့စိတ်နဲ့ဒီ insurance ဆိုတာမျိုးอ่ะပေါ့နော်လူတွေအတွက်ရေးပါတယ်လိုအပ်တယ်ဆိုတာလည်းကျွန်မမသိခဲ့ဘူးအဓိကကတော့ financial planning ပေါ့နော်ကျွန်မတို့တွေကလေလူတွေကအလုပ်တွေလုပ်တယ်ငွေရှာကြတယ်ပေါ့နော်အရွယ်ရောက်လာတာနဲ့အများပညာတွေသင်ပြီးတဲ့အခါပညာတွေတက်မြောက်လာတဲ့အခါကျရင်ကိုပညာနဲ့ကိုရဲ့အာသာချက်နေနဲ့ကိုယ့်ရဲ့အသက်မွေးကြောင်းအလုပ်တွေကိုလုပ်ကင်ကြရတယ်ပေါ့ဒါပေမဲ့ကျမတို့ငွေရှာတာလူတိုင်းရွယ်ရောက်တာနဲ့ကိုယ့်ဘဝရက်တည်ဖို့အတွက်ကိုယ့်မိသားစုရက်တည်ဖို့အတွက်ပေါ့နော်အလုပ်တွေလုပ်တယ်ငွေတွေရှာကြတယ်ဒါပေမဲ့ကျမတို့ဒီရရှိလာတဲ့ကိုပိုင်ဆိုင်လာတဲ့ငွေကြေးတွေကိုယ့်ရဲ့ဒနာဥစ္စာတွေကိုပေါ့နော်ဘယ်လို protection လုပ်မလဲပေါ့နော်ဒီလို planning မျိုးကြတော့ကျမတို့တော်တော်များများရဲ့လူတွေတော်တော်များရဲ့စိတ်ထဲမှာခေါင်းထဲမှာမတွေးမိကြဘူးပေါ့နော်ကျမလည်းအဲ့ဒီလူတွေကတယောက်ပဲပေါ့နော်ကျမကလည်းပညာသင်တယ်အလုပ်တွေလုပ်ခဲ့တယ်ငွေတွေရှာခဲ့တယ်saving လုပ်တယ်ပေါ့နော်ကျမလုပ်တတ်တာကတော့ရတဲ့ဝင်ငွေလေးတွေစုဆောင်းတယ်ပေါ့နော်ဒီလောက်လေးပဲကျမfinancial နဲ့ပတ်သက်ပြီးကျွန်မလောက်လေးပဲနားလည်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး saving သဘော saving လောက်ပဲလုပ်နိုင်ခဲ့တယ်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုဘယ်လို protection လုပ်ရမလဲဘယ်လိုမျိုးကိုယ့်ဘဝလုံခြုံအောင်ကိုယ့်ရဲ့ future ဒီအနာဂတ်အတွက်ပေါ့နော်စိတ်အေးချမ်းမှုရရှိအောင်protection လုပ်ရမယ်ဆိုတဲ့သဘောတရားကိုကျွန်မနားမလည်ခဲ့ဘူးအဲ့တော့ဒီလိုနဲ့ပဲကျွန်မဒီ AIA နဲ့ပေါ့နော်ရေးဆက်ပါတယ်ပြောရမှာပေါ့ဒီလိုနဲ့ကျွန်မမိတ်ဆွေတယောက်နဲ့ပြန်တွေ့တဲ့အခါကျတော့ဒီလို AIA မှာပေါ့နော်ဒီလိုမျိုးလေးတွေရှိတယ်ဆိုတာကျွန်မသိသွားတဲ့အခါကျတော့ okay လေ့လာကြည့်မယ်ပေါ့နော်ကိုအတွက်ကလေ့လာတာမမှားဘူးကိုအတွက်အကျိုးမရုပ်ဘူးဆိုတဲ့စိတ်နဲ့ပေါ့နော်ကျွန်မဒီ AIA ကိုစရောက်လာတယ် AIA မှာကျွန်မသေးသေးချာချာနဲ့ပေါ့နော် insurance နဲ့ပတ်သက်တာတွေကျွန်မလေ့လာတဲ့ဒီ AIA အကြောင်းလေ့လာတဲ့ financial planning တွေဘယ်လိုလုပ်ရလဲလူတိုင်းပေါ့နော်ဒီ financial education ကလည်းရှိတဲ့နေဆိုတာကျွန်မသိလာတယ်ပေါ့နော်အဲ့တော့အဲ့လိုနဲ့ကျွန်မလေ့လာရင်းနဲ့ဒီလုပ်ငန်းကိုလည်းကျွန်မစိတ်ဝင်စားသွားတယ်ပေါ့နော်စိတ်ဝင်စားတဲ့ခါကျတော့ကျွန်မမမတ်ရ2025နိုဝင်ဘာမှာပေါ့နော်ကျွန်မဒီ AIA နဲ့စာချုပ်ချုပ်လိုက်တယ်ပေါ့အဲ့တော့ AIA မှာအလုပ်လုပ်ဖို့အတွက်ဆိုရင်ကျမတို့ဒီတိုင်းပဲအလုပ်လုပ်ချင်လို့ဆိုပြီးတော့တန်းပြီးတော့အလုပ်လုပ်လို့မရဘူးပေါ့နော်ကျမတို့ဒီလိုမျိုး licensing training တွေတက်ရတယ်မြန်မာနိုင်ငံအသိအမှတ်ပြုတဲ့အာမခံ license ကိုလည်းကျမတို့license ဆောင်မွေးတွေဖြည့်ရတယ်ပေါ့နော်အဲ့တော့ license ဆောင်မွေးတွေအောင်သွားပြီဆိုကျမတို့ license ရပြီဆိုလဲကျမတို့ကဒီ AIA ကနေပေါ့နော်ကျမတို့ကိုလိုအပ်တဲ့သင်တန်းတွေကိုကျမတို့အမြဲတမ်းကိုယ့်ရဲ့skill တွေပေါ့နော်မြင့်တင်နေရတယ်ကျမတို့ပညာရက်တွေလေ့လာနေရတယ်ပေါ့နော်ဆိုတော့ကျမကဒီအကြောင်းကိုထဲထဲဝင်လေ့လာတယ်ထဲထဲဝင်နားလည်လာတဲ့အခါကျတော့အရင်ဆုံးအာမခံထားတာကျမမိသားစုကျမအမျိုးသားကျမတို့မိသားစုအားလုံးပေါ့နော်အာမခံထားပြစ်တယ်စထားတယ်ပေါ့နော်အဲ့ကျမကလည်းလူတစ်မျိုးပေါ့နော်ကိုယ်တိုင်လေ့လာတယ်ကိုယ်တိုင်စားသုံးကြည့်တယ်ပေါ့နော်ကိုယ်တိုင်စားသုံးကြည့်တယ်ဆိုရင်ကျမတို့မွေးငါးနဲ့ဥမာပေးခြင်းတယ်ပေါ့နော်မွေးငါးဆိုင်သွားတယ်မွေးငါးကိုကိုယ်တိုင်စားကြည့်တဲ့အခါမှာဒီမွေးငါးကတကယ်ကောင်းတယ်ဆိုရင်ကိုချစ်တဲ့ကိုယ့်ရဲ့မိတ်ဆွေတွေကိုယ့်ရဲ့ဆွေမျိုးတွေကိုယ့်ရဲ့တငယ်ချင်းတွေပေါ့နော်ပြောပြခြင်းတယ်
စားကောင်းစားရင်မိတ်ဆွေကောင်းသတိရတယ်ဆိုတာမျိုးပေါ့နော်အဲ့တော့ကျမကလည်းဒီ insurance ကိုလေ့လာကိုယ်တိုင်လည်းလေ့လာတယ်ကိုယ်တိုင်လည်းဒီလိုတင့်တော်တယ်ပေါ့နော်ကိုနဲ့တင့်တော်တယ်လိုအပ်တဲ့ financial plan လေးတွေလုပ်ပြီးတော့ကျမတို့ insurance တွေထားရတယ်ပေါ့နော်အသက်အာမခံကျန်းမာရေးအာမခံပြင်းထန်ယောဂအကာအကွယ်အာမခံစသည်ဖြင့်ပေါ့နော်ကျမတို့မိသားစု3ယောက်စလုံးอ่ะပေါ့နော်အာမခံနေထားတယ်အဲ့တော့ကျမကဒီအလုပ်ကိုလုပ်ရင်းနဲ့ပေါ့နော်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုယ့်ရဲ့အဲ့လိုမျိုးကျမတို့အာမခံထားလိုက်တဲ့အခါကျတော့ကိုယ်စိတ်မှာလေတကယ်ကို peace of mind ပေါ့နော်ရရှိတယ်အာမခံရဲ့အနှစ်သာရဘာလဲဆိုလဲကျမတို့ကဒါစိတ်အေးချမ်းသာမှုပေါ့နော်အဲ့တော့အမကန်ထားခြင်းဟာ investment လုပ်ပြီးတော့business လုပ်တာမျိုးတော့မဟုတ်ဘူးကိုယ်ချမ်းသာအောင်တော့လုပ်ပေးမှာမဟုတ်ဘူးဒါပေမဲ့ကျမတို့ရဲ့စိတ်နှလုံး peace of mind ကိုတော့ဖြစ်စေတာတေးကြပဲကိုယ်တွေ့ပေါ့နော်အဲ့တော့ကျမတို့အရင်တော့အမကန်မထားခင်တော့ပေါ့နော်ဘယ်လိုမျိုးခံစားရလဲဆိုရင်ကျမအမျိုးသားလည်းအမြဲတမ်းသူပြောတယ်ပေါ့နော်တခုခုဆိုရင်မင်းတို့သားမီးနှစ်ယောက်ကိုစိတ်ပူတယ်ပေါ့နော်သူတခုဖြစ်သွားရဲဆိုရင်သူအမြဲတမ်းအဲ့လိုမျိုးလေးတွေခေါင်းထဲရောက်လာရင်အိတ်မပျော်ဘူးကောင်းကောင်းမပျော်ဘူးပေါ့ဒါပေမဲ့အခု insurance ထားပြီးတဲ့နောက်မှာသူအဲ့ဒီလိုမျိုးစိတ် stress တွေမရှိတော့ဘူးပေါ့နော်စိတ်ထဲမှာလည်းပူလောင်တဲ့မခံစားရတော့ဘူးစိတ်အေးချမ်းမှုကိုခံစားရတယ်အဲ့လိုသူကိုယ်တိုင်ကိုဒါထုတ်ဖော်ပြီးတော့ပြောတယ်ပေါ့နော်ဆိုတော့ကျမကိုယ်တိုင်လည်းအဲ့လိုပဲပေါ့နော်အော်ငါသားလေးငါများမရှိတော့ရင်ဆိုတော့စိတ်နဲ့အရင်ကဆိုရင်တွေးပူတယ်ပေါ့နော်ဒါပေမဲ့အခုကျတော့ကိုဒီမိသားစုမှာဒီလိုမျိုးကျမတို့လိုအပ်တဲ့ပေါ့နော် protection လေးတွေလုပ်ထားတဲ့ခါကျတော့ကိုယ်မှာစိတ်ပူပန်မှုငကွာလောက်မရှိတော့ဘူးပေါ့နော်ဒါကအမှန်တရားပဲဒါကိုတွေ့ကြုံရတယ်ကိုယ့်ရဲ့ကိုယ်ပိုင်ခံစားချက်အဲ့လိုဆိုတော့ကျမကငါတို့မိသားစုလည်းဒီလိုမျိုးဖြစ်သွားတယ်ပေါ့နော်ဒီလိုမျိုးစိတ်ခံစားမှုခံစားရတယ်စိတ်အေးချမ်းမှုခံစားရတယ်ဆိုတော့ကိုယ့်ရဲ့ဆွေမျိုးသားချင်းမိတ်ဆွေတငယ်ချင်းတွေကိုလည်းကိုယ့်လိုမျိုးစိတ်အေးချမ်းသာမှုကိုရရှိစေခြင်းတယ်ဒါကြောင့်မို့ကျမကအခု financial advisor အလုပ်ကိုပေါ့နော်တကယ် professional career တခုလိုကိုကျမကလုပ်ကင်နေပါတယ်ကျမဒီဗီဒီယိုအစမှာပြောခဲ့သလိုပေါ့နော်ကျမတို့တွေကအလုပ်ကင်နေလုပ်တယ်ငွေတွေရှာတယ်ငွေတွေစုတယ်ပေါ့နော်ဒါပေမဲ့ကျမတို့တခါတလေကြာရင်လေကျမတို့ဘဝမှာကိုမထင်မှတ်ထားတဲ့အရာတွေကလေဖြစ်လာနိုင်တယ်ပေါ့နော်ဒါလည်းရှေ့မှာလည်းကျမတို့တာရကတွေအများကြီးပဲပေါ့နော်ဥပမာကိုဗစ်ပေါ့နော်ကျမပြောမယ်ဆိုဒါတကဘာလုံးမထင်မှတ်ထားတဲ့ကူးစက်ရောဂါကြီးတကဘာလုံးမှာဖြစ်တဲ့လူတွေအများကြီးသေကျေရတယ်ကိုတချို့ဆိုရင်မိသားစုဝင်နေပါပေါ့နော်လက်လွတ်ဆုံးရှုံးလိုက်ရတယ်ဘလို့မှကယ်ဆယ်လို့မရတော့ပေါ့နော်အချိန်မီကုသခွင့်မရကြတဲ့ခါကျတော့ဒီယောဂနဲ့ပေါ့နော်ဆုံးပါသွားတယ်အဲ့တော့ဒီလိုမျိုးယောဂတွေဖြစ်လာမယ်ဆိုတာလည်းဘယ်သူမှထင်မှတ်မထားဘူးပေါ့နော်ဒါပေမဲ့ကျမတို့ဘဝမှာမထင်မှတ်ထားတဲ့အရာတွေဆိုတာလည်းဖြစ်လာတတ်တယ်အဲ့လိုပဲတခါလေကျတော့လေကိုမိသားစုထဲမှာယောဂကြောင့်ပေါ့နော်မထင်မှတ်ပဲနဲ့ဆုံးပါသွားနိုင်တယ်တခါလေကျတော့လည်းမထင်မှတ်ထားပဲနဲ့တော်တဆမှုတွေနဲ့ပေါ့နော်ဂျုံတွေ့ရတယ်အဲ့တော့အဲ့လိုမျိုးအခြေအနေမျိုးတွေကိုမထင်မှတ်ထားတဲ့အခြေအနေမျိုးတွေဆိုရင်ပေါ့နော်ကျမတို့မှာ insurance ဆိုရဲပေါ့နော်ကိုက protection လုပ်ထားမယ်ဆိုရင်အဲ့လိုကိုမထင်မှတ်တဲ့အရာတွေဖြစ်လာတဲ့အခါကျရင်ကိုမှခုတာခံတာလေးတွေဖြစ်သွားတာကိုကျမတို့လေ့လာကြည့်တဲ့အခါကျတွေ့ရတယ်ပေါ့နော်အဲ့တော့ insurance ဆိုတာမျိုးကဘာမှမဖြစ်သေးခင်အခါမှာတော့ဒါ insurance ထားထားခြင်းရပေါ့နော်အပိုလုပ်လို့ယူဆကြတယ်ပေါ့ဒါပေမဲ့ကျမတို့တကယ်ကိုလိုအပ်လာတဲ့အချိန်မှာဆိုရင်တော့ insurance ထားထားခြင်းဟာကိုရဲ့အကောင်းဆုံးအမှန်ကန်ဆုံးဆုံးဖြတ်ချက်တစ်ခုပဲဖြစ်တယ်ဆိုတာကိုလည်းဒါတွေ့ရမှာဖြစ်တယ်ပေါ့အဲ့တော့ကျမကလူတွေကိုကူညီပေးရတာကိုဝါသနာပါတယ်ကျမလုပ်ခဲ့တဲ့အလုပ်တွေတက်လျှောက်မှာလဲပေါ့နော်ကျမဒီလူမှုအဖွဲ့အစည်းတွေမှာnon-governmental organization ဆိုတဲ့ NGO အဖွဲ့အစည်းတွေမှာပေါ့နော်အစိုးရမဟုတ်တဲ့လူမှုရေးအဖွဲ့အစည်းတွေမှာကျမအလုပ်တွေလုပ်ခဲ့တယ်ဆယ်စုနှစ်ပေါင်းများစွာကျမလုပ်ခဲ့တယ်အဲ့တော့ကျမကလူတွေကိုအကျိုးပြုတဲ့အလုပ်တွေကိုလုပ်ခဲ့တဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော် community development လူသားအကျိုးပြုလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့တဲ့အလျောက်ပေါ့နော်ကျမကလူတွေကိုကူညီပေးရတာကိုလည်းစိတ်ဝင်စားတယ်အခုဒီ insurance အလုပ် financial advisor ဖြစ်နေလဲကျမလူတွေကိုကူညီပေးနိုင်တယ်ပေါ့နော်ဒါကြောင့်မို့ဒီအလုပ်ကဆိုလဲကျမအတွက် meaningful ဖြစ်တဲ့အလုပ်တစ်ခုလည်းဖြစ်တယ်ပေါ့တခုခုပေါ့နော်ကျမတို့မှာမထင်မှတ်ထားတဲ့အခြေအနေနဲ့ကြုံတွေ့လာရတယ်ဆိုရင်ဒီလိုမျိုး financial protection လောက်ထားခြင်းအဆိုရင်ကျမတို့အတွက်အကာအကွယ်ရရှိနေမှာပဲဖြစ်တယ်ကျမတို့မိသားစုလိုမျိုးစိတ်နှလုံးအေးချမ်းမှုကိုခံစားရအောင်လို့ကျမခုဆိုရင်ပေါ့နော်
ကိုယ့်ရဲ့မိတ်ဆွေတွေတငယ်ချင်းတွေကိုလည်းကျမဒီ financial နဲ့ပတ်သက်ပြီးတော့အကြံဉာဏ်တွေပေးပါတယ်ကျမရဲ့မိတ်ဆွေတငယ်ချင်းတွေကိုလည်းစိတ်အေးချမ်းသာမှုကိုရရှိစေခြင်းတဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်ပြီးတဲ့အခါကျတော့ကျမကဒီ insurance awareness ပေါ့နော် insurance နဲ့ပတ်သက်ပြီးတော့သိထားတဲ့အကြောင်းအရာလေးတွေကိုလည်း topic လေးတွေကိုလည်းကျမကဆက်ပြီးတော့ပေါ့နော်ဆက်လက်ပြီးတော့လည်းအားလုံး public ကိုလည်းမျှဝေသွားမှာဖြစ်ပါတယ် financial planning နဲ့ပတ်သက်ပြီးတော့လည်းကျမကိုဆက်သွယ်လို့ရပါတယ်insurance နဲ့ပတ်သက်တဲ့တည်ကောင်းစရာလေးတွေကိုလည်းကျမကအမြဲတမ်းဝေမျှသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျမရဲ့ဒီ channel လေးကိုလည်း subscribe လုပ်ထား follow လုပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ကျမက MDRT title ကိုလည်းကမ္ဘာအသိအမှတ်ပြု MDRT title ကိုလည်းရရှိခဲ့ပါတယ်ပြီးတော့ကျမက AI ရဲ့ Premier Club Qualifier တယောက်လည်းဖြစ်ပါတယ်ကျမရဲ့မိတ်ဆွေတငယ်ချင်းတွေကိုပေါ့နော်မှန်ကန်တဲ့အကျိုးရှိမဲ့အကြံဉာဏ်တွေကိုလည်းပေးနိုင်ပါတယ်ပြီးတော့ကျမကိုလည်းလာပြီးတော့တိုင်ပင်လို့ရပါတယ်ဆွေးနွေးလို့ရပါတယ်မိတ်ဆွေတငယ်ချင်းတွေကိုကူညီပေးဖို့လည်းအဆင်သင့်ဖြစ်ပါတယ်ရှင်အားလုံးပဲဒီဗီဒီယိုကိုစုံထိကြည့်ရှုပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမဒီ channel ကနေပြီးတော့ဗီဒီယိုလေးတွေကိုဆက်ပြီးတော့လည်းတင်နေမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျမရဲ့ဗီဒီယိုလည်းဆက်လက်ပြီးတော့စောင့်မျှော်ကြည့်ရှုပေးဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်